လေးလေးလေးတော့တက်တယ်အားလုံးမင်္ဂလာပါရှင်ကျမတို့ဘောလမြိုင်ပေါင်မြို့နယ်အတွင်းမှာဘောလမြိုင်ဖြစ်ပါဘူးနော်ဘောလမြိုင်ဖြစ်ပါရင်ဘောလမြိုင်မြို့နယ်အတွင်းမှာရှိတယ်ကျမတို့ငကမောက်စီတွေကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ရှင်ကျမဘောလမြိုင်ခီးစဉ်လေးကရေးကြီးတဲ့ပြည်သက်တူအတွက်လောကီပညာကံလေးဆောင်ရွက်ဖို့အတွက်ရောက်ရှိနေခြင်းဖြစ်ပါတယ်အဲ့လောကီပညာကံလေးနဲ့ဆောင်ရွက်ဆရာရှိတဲ့ကိစ္စလေးကိုလည်းအောင်နေခဲ့ဖြစ်တဲ့အတွက်အခုကျမတို့ရဲ့ပဋ္ဌာန်းဆက်ခொနဲ့သားသမီးအထမ်းဆက်တင်တဲ့အတူဒီကနေ့ငကမောက်စီကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ရှင်။ကျွန်မနဲ့အတူဆရာမကြီးအေဂျင့်မြိုင်ဆရာအောင်ခင်မြင့်ဆရာမရှုံးမှုရအောင်လို့မနေ့ကလုပ်တယ်အများကြီးလုပ်ခဲ့ကြပြီပေါ့နော်။အခုငကမောက်စီကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ရှင်။ဒါကကျွန်မရဲ့ဘောလမြိုင်ကပြည်သက်တွေပါဒီမြန်မာလေးရဲ့အိမ်မှာလောကီပညာကလေးနဲ့လိုအပ်တာလေးလာပြီးဆောင်ရွက်ပေးဖြစ်ပါတယ်ရှင်။ချိန်မထားဘဲနဲ့တွေ့တာတွေကပထမဆက်ပေါ်ရှင်ချိန်မထားဘဲနဲ့တွေ့တာတွေပေါ့တယောက်နဲ့တနေရာဘလောက်ပဲဝေးကွာပါစေဘဝဆက်ပထမဆက်တွေနေတနေ့နေ့တစ်ချိန်ချိန်အချိန်ခါတိုင်ကျွန်တော်စုံပါတယ်ရှင်။